Golden Bells ဗုဒ္ဓဟူးနေ့22ရက်ဇူလိုင်လ2026နေ့စဉ်ဖတ်ရှုရန်ကြံရှင်ယောဟန်ခရစ်ဝင်ခန်းကြီး9အခန်းငယ်31ကနေ53ငါသည်တင့်ကိုလူမျိုးကြီးဖြစ်စေမည်ငါကောင်းကြီးပေး၍သင်၏နာမကိုကြီးမြတ်စေမည်သင်သည်ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်ကပ္ပဦးကျမ်းခန်းကြီး12အခန်းငယ်1ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အတူတကွဆင်ခြင်ပြီးခွန်အားယူဖို့ရန်အတွက်ဖျားသခင်ရဲ့အကြံစီတော်နဲ့ဣသရေလအကြောင်းကိုဝင်ငှချင်ပါတယ်။ခရိယန်တွေဟာဣသရေလနိုင်ငံအပေါ်ဘာကြောင့်ဒီလောက်စိတ်ဝင်စားကြသလဲဆိုတာတွေးမိစရာဖြစ်ပါတယ်။ဒါဟာကပ္ပဦးကျမ်းအခန်းကြီး12အခန်းငယ်1ကနေ3မှာအာဗြဟံကိုလူမျိုးကြီးဖြစ်စေပြီးပြည်တပြည်ပေးဖို့ဘုရားသခင်ဂရုထားတော်မူခြင်းကနေစတင်ခဲ့တာဖြစ်ပါတယ်။ကြပြတပုတ်ကဒါကိုလှလှပပဖော်ပြထားပါတယ်။ကိုရောကျင်းဝတ်နိုင်မဲ့နေရာကိုရှာ၍ပြည်အားလုံးတဲကဣသရေလကိုရွေးချယ်တော်မူ၏လို့ဆိုထားပါတယ်။ယနေ့အခါမှာယူဒလူနဲ့တပါးမျိုးသားတွေဟာခရစ်တော်၌တန်းတူအဆင့်တန်းရရှိကြပါတယ်။ဒါပေမဲ့ဣသရေလဟာဖျားသခင်ရဲ့အနာဂတ်အကြံစီတော်ထဲမှာအထူးကျတဲ့အခန်းကဏ္ဍမှာဆက်လက်ရှိနေစေဖြစ်ပါတယ်။ကျမ်းစာတော်ကသူ့ရဲ့ပြန်လည်တည်ဆောက်ခြင်းကိုဂရုထားပါတယ်။ယေရုရှလင်မြို့ကိုထာဝရဘုရား၏ပလင်တော်ဟုခေါ်ဝေါ်ကြလိမ့်မည်လို့ယေရမိခန်းကြီး3အခန်းငယ်18မှာဆိုထားပြီးကိုရောဤအာနာဆက်သည်မြေကြီးစွန်းတိုင်အောင်နှံ့ပြားလိမ့်မည်လို့ဇာခရိခန်းကြီး9အခန်းငယ်10မှာဆိုထားပါတယ်။ဒီနေရာမှာကျွန်တော်တို့သတိပြုမိစရာတစ်ခုရှိပါတယ်။ဘုရားသခင်ဟာအာဗြဟံကိုပေးခဲ့တဲ့ဂရုတော်ကိုနှစ်ပေါင်းထောင်ချီကြာသည့်အထိမမေ့ပဲဆက်လက်တည်စေတော်မူပါတယ်။ကိုတော်ပေးတဲ့ဂရုတော်တွေဟာတစ်ခါမှမပြတ်ပြဲပါဘူး။ဒီချက်ဟာကျွန်တော်တို့ကိုယ်တိုင်အတွက်လည်းအားရခွန်အားရစရာဖြစ်ပါတယ်။ဣသရေလကိုတစ္ဆာဆောင်တည်တဲ့ဘုရားဟာကျွန်တော်တို့တူးချင်းစီကိုပေးထားတဲ့ဂရုတော်တွေကိုလည်းတစ္ဆာရှိစွာဖြည့်ဆည်းပေးတော်မူမှာဖြစ်ပါတယ်။ဆာလံဆရာဟာယေရုရှလင်မြို့ရဲ့ငြိမ်သက်ခြင်းအတွက်ဆုတောင်းဖို့ကျွန်တော်တို့ကိုဖိတ်ခေါ်ခဲ့ပါတယ်။အဲ့ဒါဆာလံ120အခန်းငယ်6မှာတွေ့ရပါတယ်။ဒီဖိတ်ခေါ်ချက်ဟာယူဒလူတွေမိမိတို့ရဲ့မေရှိယဖြစ်တော်မူတဲ့သခင်ယေရှုကိုယုံကြည်လာစေဖို့သက်သေခံခြင်းကိုထောက်ပံ့ဖို့ကျွန်တော်တို့ကိုအားပေးနေတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့သခင်ဘုရားကိုယ်တော်တိုင်ဟာလည်းယူဒလူတဦးအဖြစ်ဖွားမြင်ပြီးအသက်ရှင်တော်မူခဲ့ပါတယ်။ကမ္ဘာဖြစ်ရတွေစက်တိုက်ဖြစ်ပေါ်လာတဲ့အခါမှာဣသရေလဟာဘုရားသခင်ရဲ့အကြံစီတော်ထဲမှာဗဟိုချက်အဖြစ်ဆက်လက်တည်ရှိနေစေဖြစ်ပါတယ်။ချစ်တော်ညီကိုမောင်နှမတိုင်းဒါကြောင့်မို့ဘုရားသခင်ရဲ့တဖြည်းဖြည်းပေါ်လွင်လာတဲ့အကြံစီတော်တွေကိုကျွန်တော်တို့သတိနဲ့စောင့်ကြည့်ကြပါစို့ယေရုရှလင်မြို့နဲ့ဣသရေလလူမျိုးအတွက်ဆက်လက်ဆုတောင်းပေးပြီးကိုတော်ရဲ့လက်ရာတော်တွေမှာဝမ်းမြောက်ရှင်လန်းနိုင်ကြတဲ့သူများဖြစ်ကြပါစေကြောင်း Golden Bells Daily Devotion မှာဝေငှလိုက်ရပါတယ်အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ